လုံးလေးမသိအဲ့လိုမျိုးဖြစ်တယ်အဲ့ဒီနမည်နေရအခုအခန်းကြီးမှာရောက်ရှိတာနော်အဲ့ဒါနမည်သိပြီးတော့နာမမိုင်းစာမမသိဘူးခဲ့တယ်ဒီဖက်ဖက်လေးငါဒီဖက်လေးပဲအဲ့ဒါဒါနဲ့ငါကငါစီမံလေးအဲ့ဒီလည်းငါစီမံရှိတော့တစ်ခေါက်လောက်လာတိုက်လို့ရှိတယ်အဲ့ဒီရှိရောက်ပြီးတော့ထောင်းလို့လေးအဲ့လိုပြီးတော့အောင်ငါကောင်းနေငါကောင်းလို့ရှိတယ်ရေသေးတယ်ရေဖို့ဒီကနေ့မှပဲဒီလိုမျိုးရေစစ်တယ်နားရချင်းနားရတယ်ရေဖွက်တယ်ဆိုတာလေဒီတန်းခဏလေးဒါအေးဒီလိုနားလို့နားတယ်နေနေတယ်ငါလည်းမပြောဘူးအဲ့လိုမျိုးလေးဒီလိုတွေငါလည်းပြောလိုက်တယ်